ကိုယ့်လက်ထဲမှာရှိနေတဲ့ငွေသားကိုကိုယ့်ရဲ့ဘဏ်အကောင့်ထဲကိုပြန်ထည့်ခြင်းတဲ့အခါဘယ်လိုလုပ်မလဲအဲ့ဆိုရင်တော့နီးစပ်ရာ ATM ဇက်ကိုတွားပြီးတော့ထည့်လို့ရပါတယ် ATM ဇက်ကိုရောက်ပြီဆိုရင်ကျွန်တော်တို့ဒီမှာကိုယ့်ရဲ့ဘဏ်အကောင့်ထဲကိုငွေထည့်မှာဖြစ်တဲ့အတွက် income ဆိုတာကိုနှိပ်ရမှာဖြစ်ပါတယ်ပြီးတော့ရင်တော့ခေါ်တဲ့ကယ်ဆိုတာကိုနှိပ်ပေးပါပြီးရင်တော့ကျွန်တော်တို့ကတ်နဲ့လုံမာလာတာမဟုတ်ဘန်စာအုပ်နဲ့လုံမာလာကိုအဆင်ပြေရနဲ့လုံလို့ရပါတယ်ကျွန်တော်တို့ဘန်ကတ်နဲ့လုံတာကိုပြပေးမှာဖြစ်ပါတယ်အဲဆိုရင်ကျွန်တော်တို့ရဲ့ကတ်လေးကိုထည့်လိုက်မယ်ပေါ့နော်ကတ်ကိုစကန်ဖတ်ပြီးသွားရင်တော့ကျွန်တော်တို့ငွေထည့်တဲ့အပေါင်တွေကပွင့်လာပါလိမ့်မယ်အဲ့ဒီထဲကိုထည့်ခြင်းလောက်ငွေပမာဏထည့်ပေးရမှာဖြစ်ပါတယ်ပတ်စံအနှဲငယ်နွမ်းတာနည်းနည်းပါးပါးခောက်တာမျိုးရပါတယ်အဲ့ဒီတိုင်းထည့်လိုက်ပါပတ်စံထည့်ပြီးသွားပြီဆိုရင်တော့ဝါကင်းကိုနှိပ်လိုက်ပါပြီးရင်တော့ဒါကိုထည့်လိုက်တဲ့အချက်လက်အမှန်မမှန်စစ်ဆေးကြည့်ပါကိုထည့်လိုက်တဲ့ပမာဏရဲ့ကိုထည့်လိုက်တဲ့ပတ်စံရဲ့အရေးအတွက်ရဲ့ဒါစစ်ဆေးကြည့်လိုက်ပါမှန်ပြီဆိုရင်တော့ဝါကင်းကိုနှိပ်လိုက်မယ်ပေါ့နော်ဒါဆိုရင်တော့ကိုယ့်ရဲ့ဘဏ်အကောင့်တွေကိုငွေသားထည့်တာပြီးဆုံးသွားပြီဖြစ်ပါတယ်ကိုယ်ပြေးသားလိုချင်တဲ့ဆိုရင်လည်းပြေးသားလေးထုတ်လို့ရပါတယ်